မိတ်ဆွေတို့ရေဒီနေ့မမင်းကမိတ်ဆက်ပေးမှာမလေးစားတောက်တွေဖြစ်တဲ့ပွဲတော်နေ့တွေဆိုရင်ပေါ့နော်အိမ်မှာမိသားစုတွေစားကြတဲ့အစားတောက်တစ်မျိုးဖြစ်တဲ့ကော့တုံးပတ်ဒီအထုပ်လေးထဲမှာဆန်ဈေးကိုထည့်ပြီးပေါင်းလိုက်တာပေါ့နော်နာစီအင်ပစ်လို့လည်းခေါ်တယ်အဲ့ဒါနဲ့လည်းစားတယ်နောက်ပြီးတော့ဒီဘက်မှာကတော့အမဲသားဟင်းဒီဘက်မှာကကိုကြာစံပေါ့နော်စံကြာစံကိုကြော်ရတာနဲ့အသီးတွေနဲ့ကြော်ရတာရယ်ဒါကတော့ချက်သားဟိုပဲငှက်မြိုင်နဲ့ချက်ထားတာရယ်ဒါက sauce ကမြေပဲနဲ့လုပ်ထားတဲ့ sauce ပေါ့နော်အဲ့ဒါမျိုးကမလေးအစားတောက်တွေဖြစ်ပါတယ်မင်းကတော့မချက်တတ်ပါဘူးမင်းမိဘတွေကပွဲတော်ရဲ့ရောက်တိုင်းအိမ်ဝင်လာပြီးတော့သားသမီးတွေအတွက်ပို့တာပေါ့နော်မနေ့ကတော့လုံးသုံးပေါ့လုံးသုံးပို့ပါတယ်ဒီနေ့ကတော့ဒီစားတောက်တွေလာပို့ပေးပါတယ်ကျေးဇူးပါ